ဂျင်မတော့ပဲဘာအကွင့်မှမရှိပဲစစ်ပတ်ရအောင်လုပ်လို့ရလားရပါတယ်လေ့ကျင့်ခန်းတွေအများကြီးလုပ်စရာမလိုပါဘူးလေ့ကျင့်ခန်း5မျိုးလောက်နဲ့ဆိုအဆင်ပြေပါတယ်ဘယ်ဂျင်ဘယ်အကွင့်မှမလိုပါဘူးလေ့ကျင့်ခန်း5မျိုးတည်းနဲ့စစ်ပတ်ရအောင်လုပ်လို့ရပါတယ်နံပါတ်1နေ့တိုင်းကျိုးခုံပေးပါနေ့တိုင်းမနက်ထားလို့ရှိရင်အနည်းဆုံး15မိနစ်မဟုတ်ရင်မိနစ်20လောက်တော့ကျိုးခုံပေးပါကျိုးခုံကကျတော့တကူလုံးအစီချစေပါတယ်နံပါတ်2ဒိုက်ထိုးပေးပါအနည်းဆုံးတစ်ရက်ကိုမိနစ်20လောက်တော့ဒိုက်ထိုးပေးပါပထမထိုးလို့ရှိရင်တော့9កောက်10កောက်ရကြမှာရမယ်ဒါပေမဲ့နေ့တိုင်းသူ့ဟာနဲ့သူထိုးရလို့ရှိရင်တော့နေ့တိုင်းသူ့ဟာနဲ့သူတိုးရမှာပါတစ်လားလောက်ဆိုရင်40 50လောက်အေးစိထိုးနိုင်သွားပြီဒိုက်ထိုးတာကြတော့ကျွန်တော် tricep bicep နဲ့ bicep နဲ့ back နဲ့ဒီ၄ခုအဓိကဖြစ်ပါတယ်နံပါတ်3ဘားခုပေးပါဘားခုတာကြတော့လက်မောင်းပြီးတော့ကြောပြီးတော့ဂုတ်ဒီ၃ခုကိုအဓိကလေ့ကျင့်ခန်းဖြစ်ပါတယ်နံပါတ်4ပလန်ထောက်တာကျတော့စစ်ပတ်အတွက်တော်တော်အရေးကြီးတဲ့လေ့ကျင့်ခန်းပါနေ့တိုင်း10မိနစ်လောက်ပလန်ထောက်နိုင်ရင်တော့အဆင်ပြေပါတယ်ပထမပလန်ထောက်လို့ရှိရင်တော့10မိနစ်2မိနစ်ရကြမှာရမှာဒါပေမဲ့သူ့ဟာနဲ့သူထောက်လို့ရှိရင်တော့9ရက်10ရက်လောက်ဆိုရင်တော့ရသွားပါပြီ3မိနစ်4မိနစ်လောက်ရသွားပါပြီတစ်လားလောက်ထောက်လိုက်လို့ရှိရင်တော့10မိနစ်လောက်ပလန်ထောက်လို့ရပါတယ်နံပါတ်5စကော့ထိုင်တာဘာအလေးချိန်မှမပါနဲ့ပထမလုပ်လို့ရှိရင်တော့ရိုးရိုးတန်းလေးပဲထိုင်ထားလောက်ပဲလုပ်ပါရလောက်20 40 50 100ရလောက်ထိုင်ထားလုပ်ပါနည်းနည်းအဆင်ပြေသွားပြီနည်းနည်းရနေပြီဆိုရင်တော့နည်းနည်းအလေးလေးနည်းနည်းမပြီးတော့ပခုံးပေါ်အလေးလေးတင်ပြီးတော့လေ့ကျင့်ခန်းလုပ်ပေးပါဒီ5မျိုးတည်းလုပ်တာနဲ့တော်တော်အပြောင်းလဲမှုဖြစ်လာလိမ့်ပါမယ်နောက်တစ်ခုပြောစေချင်တာကကြတော့အစားတောက်ချောင်ပေးပါစီကြော်ထားတာတို့စီနဲ့လှုပ်ထားတာအစားစားတယ်တိတ်မစားပါနဲ့ဖြစ်နိုင်တယ်မနေ့ကျုပ်6လုံးကြက်သားနုမြေပဲဒါတွေစားတောက်ပေးပါနေ့တိုင်းလေ့ကျင့်ခန်းအများကြီးလုပ်စရာမလိုပါဘူးဒီ5မျိုးတည်းပဲလုပ်မယ်နေ့တိုင်းလုပ်မယ်ရက်90ဆိုလုံးဝတိရှာလုံးဝခန္ဓာကိုယ်ပြောင်းလဲသွားပါမယ်ဘာလေ့ကျင့်ခန်းအများကြီးလုပ်စရာမလိုပါဘူးဂျင်သွားစရာမလိုပါဘူးအစားတောက်တော့ရှောင်ပေးရမယ်နောက်တဲ့လေ့ကျင့်ခန်းရက်90ကိုလုံးဝတရက်မပြတ်နေ့တိုင်းလုပ်ပေးရပါမယ်နေ့တိုင်းလုပ်လို့ရှိရင်တေးကြတယ်လုံးဝအပြောင်းလဲမှုဖြစ်လာလိမ့်မယ်တာတဲ့ပြည့်စုံတဲ့အစားအစာလေးတချို့ပါစတာbread ဆိုရင်တော့20 gram protein ရပါတယ်တစ်ချက်တစ်လုံးဆို3 gram ရပါတယ် cottage cheese ဆိုရင်တော့12 gram protein ရပါတယ်သူပါသူလိုအသားငါးမစားတဲ့လူတွေအတွက်တော့ဆိုယာဘင်းပဲဖြစ်ဖြစ်ကလပဲပဲဖြစ်ဖြစ်နို့ပဲဖြစ်ဖြစ်အဲ့ဒါနဲ့ protein အပြည့်အောင်ယူလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုအရန်ကျေးဇူးတင်ပါတယ် channel လေးကို subscribe လေးလုပ်ပြီးဗီဒီယိုလေးကို like လေးလုပ်ပေးခဲ့ပါ